အားလုံးပဲမင်္ဂလာပါဒီနေ့ကတော့မတ်ချက်လက်လေးဖြောပြမှာဖြစ်ပါတယ်ပထမဦးဆုံးဒါလေးကိုရှင်းနွေးလေးနဲ့ရေးစေရမယ်ပေါ့နော်ရှင်းနွေးလေးနဲ့စိတ်ပြီးတော့5စက္ကန့်လောက်စေးပြပါမယ်မအောင်ဆုံးမချပေါင်းတာ program ကိုအရင်ဆုံးထည့်ပါမယ်ပြီးလို့ရှိရင်ရေ15မိနစ်ကိုအရင်ဆုံးထည့်ပြီးတော့မချကိုခြေပါမယ်လိုမျိုးပြပြလေးရလာပြီဆိုလို့ရှိရင်ရှေ့နောက်ထပ်45မိနစ်ကိုထည့်ပါမယ်ရှေ့ထည့်ပြီးပြီဆိုလို့ရှိရင်မချာကိုခွက်အောက်ခြေထိရအောင်အမ်ပုံတဲ့ခြေပေးရပါမယ်အကျိန်60 80လောက်စတိုင်းခြေပေးရပါမယ်မြုပ်ကလေးထားလာတဲ့အချိန်ပေါ့နော်နေထားရောက်ပြီးတော့အပေါ်ရမှာမြုပ်ကလေးတွေထားလာပြီဆိုလို့ရှိရင်အပေါ်ကနေပြီးတော့စဝိုင်းပုံသဏ္ဍာန်မြုပ်ကလေးတွေကိုဖယ်ပြရပါမယ်မြုပ်တွေကုန်သွားပြီဆိုလို့ရှိရင်တော့ငါးနို့တွေကိုထည့်ပြီးတော့တောက်လို့ရပါပြီငါးနို့120 ml ထည့်ပါမယ်ရှေ့ကထည့်ပါမယ်ထည့်ပြီးလို့ရှိရင်ခုနကဖြောထားတဲ့မချာလေးကိုအပေါ်ကနေလောင်းချလိုက်ရုံပါပဲဒါကတော့ no sugar ပေါ့နော်တခြားမပါပါဘူးအချို့လိုချင်တော့တခြားထည့်ပြီးတော့တောက်လို့ရပါတယ်ဒါဆိုရင်မချာလက်တရပါပြီနောက်ဆုံးမှာတော့ကိုဖြောပြီးတော့ကိုကကိုပဲတောက်လိုက်ပါတယ်ကိုတောက်ဖို့ကိုဖြောတာဆိုတော့ကိုကကိုပဲတောက်လိုက်ပါတယ်အားလုံးကျေးဇူးတင်ပါတယ်